ချစ်ဆိုတာတခါတည်းရင်ဖုံးပြောခြင်းကစတတ်တယ်ဆိုတာဒီနေ့ခေတ်လူပေါင်းကောင်းကောင်းသိကြမယ်ထင်ပါတယ်လောကမှာတချို့အရာတွေကဘလို့ကြောင့်ဖြစ်ဖြစ်ခွဲထားလို့မရဘူးအောက်ချင်းနဲ့စုံတွဲကိုခွဲထားလို့မရဘူးတက်တက်နဲ့မိုးတိမ်ကိုခွဲထားလို့မရဘူးရော့ဂီတာနဲ့ဂီတာကိုခွဲထားလို့မရဘူးကင်ရာကိုခွဲထားလို့မရဘူးအဲဒီလိုပဲအာရန်ရဲ့လက်တကြွေကလက်စွပ်နဲ့ဤဝါရဲ့လက်တကြွေကလက်စွပ်လေးကိုလည်းခွဲထားလို့မရပါဘူးခွဲလို့မရတာတွေကိုခွဲခြားလိုက်တဲ့အခါပျက်စီးတတ်တယ်သေဆုံးတတ်တယ်ဒါလက်ပုံနဲ့ကချမှတ်ထားတဲ့စည်းကမ်းတွေပါပဲအချစ်ဆိုတာကြပြပဲတချို့ကြပြတွေဟာနားလည်ဖို့မလွယ်ဘူးတချို့အချစ်တွေဟာလည်းဒီလိုပဲနားလည်ဖို့မလွယ်ဘူးဒါပေမဲ့စိတ်ထဲမှာတော့ခံစားနိုင်နေတယ်ကိုတို့တရားကြီးလေးကိုအတူတူဖတ်မယ်ကိုတို့အိမ်မက်ကိုအတူတူမှတ်မယ်ရာသီဥတုတွေဘလို့ပြောင်းပြောင်းမိုးအတူစောင်းတူနှွေအတူတူထီးအတူတူစောင်းကြမယ်ပြီးတော့ကံကြမ္မာတွေကိုအတူတူခံစားကြမယ်ချစ်သူနဲ့အတူမိုးလင်းရတာပြောစရာကောင်းသလိုချစ်သူနဲ့အတူမိုးချိုးရတာလည်းကြည်နူးစရာကောင်းပါတယ်အချစ်ဆောင်နှမင်းကြီးရှိရင်မေးချင်ပါတယ်အချစ်ဆိုတာဘာလဲအချစ်ဆိုတာချစ်ချင်လို့ကိုချစ်တာအချစ်မှာအကြောင်းပြချက်မရှိဘူးတစုံတစ်ယောက်ကိုချစ်နေမိတဲ့အခါသူဘာဖြစ်ဖြစ်ချစ်နေမိမှာပဲအချစ်ဆိုတာပေါင်းစည်းမှုပဲကိုနဲ့ကိုချစ်သူနဲ့မပေါင်းခင်ကိုစိတ်ထဲမှာအလွမ်းတွေတန်တရားတွေမာနတွေကြည်နူးမှုတွေစတဲ့အရာသာအစုံပေါင်းစည်းနေတယ်နှစ်ဦးပေါင်းစည်းမဲ့အချစ်ဆိုတာကတော့နားလည်မှုပဲမင်းလက်ထဲမှာကိုယ့်အသက်ကတည်တာပါကိုယ်နှလုံးသားမှာလေးဖျောင်းနေထွန်းထားပါတယ်